မနေ့ကကျွန်မ intermittent fasting နဲ့ပတ်သက်ပြီးတော့လို့စကားဝိုင်းလေးပေါ့နော် Zoom စကားဝိုင်းလေးလုပ်ဖြစ်ပါတယ်အဲ့ဒီမှာလာရောက်ပြီးတော့ဆွေးနွေးပြီးတဲ့သူတွေကတရားမေးရဲ့မိကုန်းပေါ့နော်သူတို့မေးရဲ့မိကုန်းလေးတော်တော်ကောင်းပါတယ်ဆိုတော့အဲ့ဒါလေးကျွန်မဖြေရင်းနဲ့ပြန်ပြောပြချင်လို့ပါဆိုတော့မေးခွန်းတစ်ခုကကြတော့ကျွန်မအဲ့လို intermittent fasting လုပ်တယ်မစားဘူးပေါ့နော်ပုံမှန်လူတိုင်းကလူတွေအများစုကဒါစားကြတာပေါ့တနေ့ကို3နက်စားတယ်ဆိုတော့ fasting လုပ်တဲ့အခါမှာကျွန်မ meal ကို skip လုပ်လိုက်တယ်ပေါ့နော်နည်းနည်းစားဖြစ်မယ်ညစားဖြစ်မယ်မစားဘူးပေါ့နော် skip လုပ်တဲ့အခါကျတော့မစားဘူးလားနော် acid တွေမထွက်ဘူးလားပေါ့စားရင် acid ကြောင့်ပေါ့နော်အစားမစားတဲ့ခါကျဒီ acid ထွက်တဲ့ခါကျတော့အစားမရှိတော့ heart burn ပေါ့နော်ဒီ acid တွေကြောင့်ရင်ညွှတ်မှာပူတာမျိုးပေါ့အဲ့လိုခံစားရတာနေပါတယ်ဆိုတော့အဲ့တော့ကျွန်မ fasting intermittent fasting ကျင့်ခါစားမှာတော့ဘိုက်စားတာပေါ့နော်ဒီ hunger pain ပေါ့စာလာမှုသိမှုတောင်ခံရပါတယ်။ဒါဆိုတော့ကျမရဲ့အစာရပုံမှန်တနေ့ကိုစား3နပ်စားတယ်သူချင်းနဲ့သူ acid ထွက်တယ်ဆိုတော့ fasting စားခြင်းကစားကြတော့သူကကျင့်သားမရသေးပေါ့နော်ကျင့်သားမရတဲ့ခါကျတော့သူကဘိုက်စားတာပေါ့ဆိုတော့ acid ကြောင့်ပေါ့နော်အစာမရှိဘူး acid ကထွက်နေရဲ့ဘိုက်စားတယ်ဆိုတော့အဲ့ဒီအစာပိုင်းပေါ့နော်စာပိုင်းတပတ်လောက်မှာကျွန်မတော်တော်ခက်ပါတယ်တော်တော်ခက်ဆိုအစာပိုင်းတပတ်လောက်မှာဆိုကျွန်မ8နာရီ10နာရီလောက်ပဲရတာပေါ့နော်ဆိုတော့ပထမ2လမှာတော့တပတ်ကျော်သွားတဲ့ခါမှာကျွန်မ16နာရီရလာတယ်ရလာပေမဲ့လည်းကျွန်မအဲ့လိုဒီ hunger pain တောင်တော်တော်ခံရတယ်ခေါင်းကိုက်တယ်ကျမရဲ့ symptom လက္ခဏာဘယ်လိုပြလဲဆိုတော့ခေါင်းကိုက်တယ်ပြီးတဲ့အခါကျတော့ကျမရင်ထဲမှာတမျိုးပဲနေလို့မကောင်းဘူးရင်တုန်တာတော့မဟုတ်ဘူးအဲ့လိုခေါင်းကိုက်တာပေါ့နော်ရင်ထဲမှာလည်းတမျိုးပဲရင်ထဲနည်းနည်းတုန်မယ်ထင်တယ်ကျမတေချာမမှတ်ပြီးတော့စာရေးထားရရှယ်ပြန်ကြည့်ရမယ်ကျမတွေ့ကြုံလေးကိုစာရေးထားပါတော့ရင်တုံတာနည်းနည်းရှိမယ်ထင်တယ်ခေါင်းကိုက်တာတော့တေချာမှတ်မိတယ်အဲ့တော့ကျမဘာလုပ်ရလဲဆိုတော့အဲ့လိုဘိုက်စားတဲ့ခါကျတော့ကျမအစားမစားအောင်လေတော့ဒါ fasting ဆိုမစားပဲကျင်တာဆိုတော့မစားတော့ကျမဘာလုပ်လဲဆိုရေတောက်တယ်ကျမလည်းအဲ့ acid ကိုကြောက်တာပေါ့နော်ခန္ဓာကိုယ်က acid ထွက်နေရဲ့အစားမရှိဘူးဆိုတော့ဘယ်လိုများဖြစ်မလဲပေါ့နော်အစာရင်းတွေပဲသွားခြေဖြတ်နေသွားထိခိုက်နေမလားပေါ့နော်ဆိုတော့ကျမလည်းရေလေးကိုတောက်ပြီးရပေါ့နော်ရေကိုခဏတောက်ပြီးတော့ထွက်လာတဲ့ stomach gastric acid ပေါ့နော်အစာရင်းထွက်တဲ့ gastric acid ကိုခြေဖြတ် dilute လုပ်ပေးရပါတော့ရေနဲ့ရောပြပြီးတော့ acid တမခံအောင်လို့လုပ်ပါတယ်ပြီးရဲ့ခါကျတော့နောက်ကျမအဲ့လိုဒီ hunger pain ပေါ့နော်စာလာမသိတဲ့တာခံနိုင်ရှိအောင်ဆိုပြီးကျမအဲ့တော့ခေါင်းကိုက်တယ်ရင်ထဲမှာလည်းနည်းလှက်ပေါ့နော်ဟို hypoglycemia လို့ပေါ့အစားမရှိတော့အဲ့တော့ကျမဘာလုပ်လဲဆိုတော့အစားကောက်စားလိုက်လို့မရဘူးလေအစားကောက်စားလိုက်လို့ရှင်ကျမ fasting ဥတီချက်ရည်ရွယ်ချက်ကပြည့်တော့မှာမဟုတ်ဘူးဆိုတော့ကျမအစားမစားဘဲနဲ့ဒီကြုံလာအစားမစားလို့ခံစားရတဲ့ဝေဒနာတွေသက်သာအောင်ဆိုပြီးတော့ကျမတက်နိုင်ဆုံး activity ကိုပေါ့နော် short လိုက်တယ်ကျမတို့ကအလုပ်တော့လုပ်နေတယ်ဒါမဲ့တော့ငြိမ်ပဲပေါ့နော်ထိုင်ပြီးတော့တက်နိုင်တဲ့ activity လေး short ဆို energy consumption ပေါ့နော် energy သုံးတာလျော့အောင်လို့ငြိမ်ပဲနေပြီးတော့နောက်ဒီလေရနေပေါ့နော်ရှူရဲလေရနေ energy ရအောင်ပေါ့နော်နောက်ပြီးတော့ကျမတို့ breathing လုပ်လို့ရှိရင်အသက်ရှူလို့ရှိရင်စိတ်ကလည်းငြိမ်လာတယ်လေဆိုတော့စိတ်ထဲမှာရောက်ရက်ခတ်တယ်လို့မျိုးပေါ့နော်ဟိုဘိုက်စာတော့ဒီစာလောင်မှတ်သိမ့်မှုရတံပေါ့hunger pain တံခါစိတ်မှာနည်းနည်းခဏမငြိမ်ဖြစ်တာပေါ့ကောင်းကြိုက်တယ်အဲ့ဒါကြီးဝေးတာကြီးရင်ဆိုင်နိုင်အောင်ပေါ့နော်ဖြည့်ရှင်းနိုင်အောင်ပေါ့ကျွန်မဘာလုပ်လဲဆိုတော့
လေလေးကိုရှူတာပေါ့နော်ဒီသက်ရှူသွင်းရှူထုတ်လေးကိုပုံမှန်လေးဖြည်းဖြည်းနဲ့မှန်မှန်လေးရှူပေးပါတယ်အဲ့လိုရှူတဲ့အခါကျတော့ဟိုကဒီရှူတဲ့လေကနေအောက်ဆီဂျင်ဝင်ပဲသေချာရသွားတယ်ခန္ဓာကိုယ်ရဲ့ဒီ cell တွေပေါ့နော်ခန္ဓာကိုယ် organ တွေအသေးဆုံးဆိုရင်တော့ cell တွေကနေအောက်ဆီဂျင်ရလာတဲ့ခါကျတော့လူကအေးချမ်းလာတယ်ဒီကောင်းကိုက်တဲ့ဝေဒနာကိုလည်းခံနိုင်ရှိလာတယ်ပေါ့နော်တိတ်မမှုတော့ပေါ့ဟိုအလေးချင်းပေါ့နော်ချက်ချင်းတော့မရဘူးပေါ့အလေးချင်းနဲ့အဲ့လိုကြော်လွှားခဲ့ပါတယ်အဲ့ဒီဝေဒနာတွေကိုဒီ acid ကြောင့်ထွက်တဲ့ခံစားရတဲ့ဝေဒနာပေါ့နော်ဒါစားမစားဘူးအစာရတော့ပုံမှန် acid ထွက်နေတယ်ဆိုတော့အစာရသူကအကျင့်မှာပဲတပြင်းနဲ့ကျွန်မ fasting ရလာတဲ့ခါကျတော့သူကသိသွားပြီသူအစားမကြွေးဘူးဒီချိန်မှာသူအစားမစားဘူးဆိုတော့သူစိတ်ကပေါ့နော်ဒီကျွန်မရဲ့ mind တွေ emotion တွေကနေ acid အစာရင်းကိုပါပြီးထိန်းချုပ်တာပေါ့နော် acid secretion ကလည်းကျွန်မ nervous system နဲ့အဆက်အသွယ်ရှိရဆိုတော့မထုတ်တော့ဘူးသူရော့လာတယ် acid ထုတ်တာကြီးထွက်တာရော့လာတယ်မစားတဲ့အကြောင်းလို့မထွက်ဘူးပေါ့နော်အဲ့လိုဒီနဲ့ကျွန်မဖြေရှင်းပါတယ်ဆိုတော့ vaccine ရလာပြီဆိုရင်ကျင်သားရလာပြီဆိုရင်အစာရလည်းအကျင့်ဖြစ်သွားအလေးကျင့်ဖြစ်သွားအခုဆိုကျွန်မ36နာရီ40ကျော်တယ်အများဆုံးကျွန်မ52နာရီအထိမစားဘဲနဲ့နေတယ်ဆိုတော့နေနိုင်တယ်ပေါ့နော်ဒီလိုမျိုး36နာရီကနေ52နာရီအထိကိုကျွန်မအစာရ acid မထွက်ဖ ೇನೆ ထွက်လည်းနည်းနည်းပဲပေါ့နော်ဆိုမသိတာတော့ဘာမှစားမရှိတော့ဘူးဆိုအရန်ကိုနေလို့ကောင်းတယ်ခန္ဓာကိုယ်မှာလေနောက်ဒီစားရဦးလမ်းကြောင်းမှာလေသူကအလုံးမလုံးအောင်ပေါ့သူအနားရနေတာပေါ့နော်ဆို36နာရီ48နာရီ52နာရီသူမစားဦးလမ်းကြောင်းလေးတစ်ခြားတော့နားနေရတော့လေဦးလေးရလေသူပျော်မြူးနေတဲ့အတန်ကျမတို့ဟို dancing sound လို့နာမည်ပေးထားတယ် dancing sound of my intestines ပေါ့နော်ကျမရဲ့ intestine ဦးလေးကလေဟိုလှုပ်ပြီးတော့လေသူတို့ဘိုက်ထဲမှာလည်းချောင်းနေတာပေါ့နော်သူတို့ပေါ့ပါနေသူဝင်ဘူးမရှိဘူးပါတယ်မရှိအလုံးမလုံးပါတော့သူတို့ရဲ့အဲ့မှာပျော်မြူးနေတယ်လို့ခံစားရဦးလေးကလေအတန်လေးအဲ့အမြဲတော့မဟုတ်ပေါ့နော်တစ်ချက်ပေါ့အပိုင်းထဲမှာဦးလေးလှုပ်နေအတန်လေးအဲ့လိုအတန်လေးခံကြားရတယ်တခါတလေကြားတယ်ဆိုတော့ကျမဦးလေးအနားရနေတယ်ကျမဦးလေးတန့်ရှင်းသွားပြီဒီ36နာရီအတွင်းမှာဒီ48နာရီ52နာရီကျော်ဦးလေးအနားရတယ်သူအလုံးမလုံးပါဘူးသူတို့လည်းဒီဆိုင်ဦးလန်းကျောင်းမှာလည်းသူတို့လည်းပြန်နေရလေးပြန်ပြီးဖာထေးဖို့ပြုပြင်ဖို့အချိန်ရတာပေါ့နော်ခန္ဓာကိုယ်ကြီးပြီးတော့ကျမတို့ခန္ဓာကိုယ်ကြာသုံးလို့ရတာပေါ့ကျမတို့အသက်ရှည်ဖို့အတွက်နည်းလမ်းကောင်းတစ်ခုပေါ့နော် fasting ကျေးဇူးတင်ပါတယ်